မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဖုန်းတစ်လုံးချိထားရုံနဲ့ကိုကပင်နိုင်ငံပဲ data ပဲရရောက်လွယ်ကူကူနဲ့ online ကနေဝင်ငွေရှောင်လေးရနေလဲလေးတခုကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဒီနည်းလမ်းကတော့ကျွန်တော်ကိုယ်တိုင်လည်းလှုပ်ဆောင်ခဲ့ပြီးတော့မှယခုအချိန်ထိဒေါ်လာ1900လောက်ထိကျွန်တော်ရထားတာရှိတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီအကြောင်းအရာလေးကို share ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ဘယ်လိုဝင်ငွေရတာလဲအဓိကကတော့ကျွန်တော်ရတဲ့ platform ကတော့ Tester Wallet လို့ခေါ်ပါတယ်သူကတော့ဒီ global မှာရှိတဲ့ဒီ company တွေဒီ platform တွေကနေပြီးတော့မှသူ software tester တွေလိုက်ရှာတာပေါ့နော်ဆိုတော့အဲ့ကိုက software test တွေလုပ်ပေးနေနေပဲသူကနေပြီးတော့မှလုပ်ဝင်ငွေပေးတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော် email ကျွန်တော်ဖွင့်လိုက်ပြီပေါ့နော်ကျွန်တော် tester ဘောလို့ရလိုက်တယ်ဒါဆိုရင်ဒီမှာ November ပေါ့နော်ဒါကတော့ဒီမှာ November 18ပြောမယ်ဆိုဒီလထဲမှာတင်ကျွန်တော် invitation mail တွေအများကြီးရှိတယ်ပေါ့နော်ဥပမာတစ်ခုကျွန်တော်ဖွင့်ပြတယ်ပေါ့နော်အဲ့တော့ဒါကိုကြည့်လိုက်မယ်ဆိုရင်သူက10 minutes စာလောက်ပဲ test ဖြစ်ရမယ်ဒေါ်လာ20ပေးမယ် location က United States ဆိုတော့နောက်တစ်ခုကျွန်တော်ဖွင့်ပြမယ် okay ဒါကတော့အမျိုးမျိုးပေါ့နော်ဒါဆိုရင်ဒေါ်လာ30ပေးမယ် test လုပ်ရမှာ15 မိနစ်30လောက်ပဲအဲ့ဒါဒေါ်လာ30ရမယ်ဆိုတော့စိုးလေနော်အဲ့တော့ဒီကျွန်တော်အခုရောက်နေတဲ့ US မှာပဲလားမဟုတ်ဘူးကျွန်တော် global လို့ကျွန်တော်ရေးပြမယ်ဆိုတော့တချို့ test တွေကြတော့သူကဒီ global တစ်ခုလုံးမှာသူခေါ်နေတာပေါ့နော်ဥပမာဒါဆိုရင် globally test ကတက်နိုင်ဝန်းကျင်ပေးမှာဒေါ်လာ50ပေးမယ်အဲ့တော့ကျွန်တော်ထိုင်းမှာလည်းလောက်ခဲ့ရပေါ့နော်ထိုင်းငွေနဲ့တွက်လိုက်မယ်ဆိုရင်ဘတ်1500ကျော်လောက်ရမယ်လော်မဲ့ test ကတက်နိုင်ဝန်းကျင်ပဲအဲ့တော့တော်တော်လေးကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ Thailand ဆိုတော့လေကျွန်တော်ထပ်ရှာပေးမယ်အဲ့တော့ဒီထိုင်းမှာဆိုရင်ကျွန်မကြည့်85ဒေါ်လာပေးတယ် language ကဘာလို့လဲထိုင်းပြီးတော့ country ကထိုင်းတယ်ဆိုတော့ဒါကတော့ကျွန်တော်ရခဲ့တဲ့ဟာတွေပေါ့နော်တချို့ကဆိုဒီမှာ49ဒေါ်လာ45 30 80ခွန်ဆိုတော့ဒီမှာဆို225 90 85စသဖြင့်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာကိုဘယ်လိုစလုပ်လို့ရမလဲဆိုတော့လွယ်ပါတယ်ကျွန်တော်တို့browser ထဲသွားလိုက်အမှ testerword.com ကိုရိုက်လိုက်ပေါ့နော်အဲ့ဆိုရင်ဒီတောက်လေးမှာ become a tester ဆိုတာလေးရှိတယ်အဲ့ tester လေးကိုအဲ့ဒါကိုနှိပ်လိုက်ပြီးရင်ဒါကတော့ကျွန်တော်အကောက်ဖွင့်မိသားမလို့ပေါ့နော်အဲ့မှာကို sign get လုပ်ပြီးတော့လိုအပ်တဲ့ information တွေဖြည့်ရလိမ့်မယ်ဆိုတော့အမှတစ်ခုရှိတာကကိုကပထမဆုံး first time tester ဖြစ်တဲ့အတွက်ကြောင့်မလို့သူအရှိမဒီဘယ် test ဆိုရင်တော့ critical ဖြစ်တယ်ဘယ်ဟာဆို moderate ဘယ်ဟာဆိုအရင်ရေးမကြည့်ပေါ့နော်အဲ့လို explanation တွေသူကအရင်ဆုံး register လုပ်တဲ့အခါမှာကိုဖတ်ခိုင်းတယ်ပေါ့နော်ဖြစ်နိုင်ရင်အဲ့ဒါလေး screenshot ရိုက်ထားပြီးတဲ့အခါကျရင်နောက်တစ်ဆင့်ကျရင်တော့အဲ့ဒါကိုမေးခွန်းလိုမျိုး multiple choice လိုမျိုးလေးပြန်မေးတာရှိတယ် step လေးတော့ရှိတယ်အဲ့ဒါအောင်သွားပြီဆိုရင်ကျွန်တော်ဆက်ပြီးတော့ test လုပ်လို့ရပြီဘယ်လိုမျိုးစလုပ်လို့ရတယ် tester work ကနေပြီးတော့ကိုအဲ့လို invitation mail လေးပို့လာတယ်လေအဲ့မှာကို register here ကိုနှိပ်လိုက်ဆိုတော့ဒီမှာဒါကတော့ဥပမာပေါ့နော်ဥပမာကိုယ့်ရဲ့ information တွေသူပြန်ဖြည့်ခိုင်းတယ်ပြီးရင်ကို့မှာဘာ device ရှိလဲပေါ့နော်ဥပမာဆိုရင်ဒါဆိုရင် laptop ကို့မှာ Windows laptop ရှိတယ်ဆိုရင်လည်းဒါဥပမာကျွန်တော်ပြောပြတာနော် Windows 11ဆိုတော့အဲ့လိုမျိုးကိုယ့် information တွေဖြည့်ရတယ်ခါလေးကျရင်ကိုကဖုန်းတောင်းတဲ့ခါကျရင်ကိုဘာဖုန်းလဲပေါ့နော်ဒီဖုန်းသူရဲ့ software version ကပါလဲအဲ့ဒါဖြည့်ပြီးဝိုင်းက complete ဆို register နှိပ်လိုက်သူတို့ခေါ်နေတဲ့ကို့မှာရှိတဲ့ device နဲ့ကိုက်ညီတယ်ဆိုရင်သူတို့ထပ်ပြီးတော့ mail တစ်ခုရောက်လာလိမ့်မယ်အဲ့ခါကျရင်ကိုယ့်ရဲ့ဒီ tester ဘောကိုယ့်ရဲ့ profile မှာပေါ့နော်ဒီမှာ test cycle ဘာလို့အဲ့မှာပေါ်လာလိမ့်မယ်ဆိုတော့အဲ့ခါကျရင်ဝင်ပြီးတော့သူ့ instruction ပြတဲ့အတိုင်းလုပ်ရုံပဲပေါ့နော်ဆိုတော့အဲ့ဒါပြီးသွားရင်သူသတ်မှတ်ထားတဲ့အမောင့်ကိုပေးရဖြစ်ပါတယ်ကျွန်တော်တော့ time မှာလုပ်ခဲ့ဘူးတယ်အခု US မှာလည်းတောက်လျှောက်လာရပေါ့နော်ကျွန်တော်အမြင်နိုင်ငံတော်တော်များများမှာရလိမ့်မယ်ဗျဆိုတော့မိတ်ဆွေကဘယ်နိုင်ငံရောက်နေလဲပေါ့နော်ဒါပေမဲ့ဒီဟာ register လုပ်ကြည့်ပါအကယ်၍ကိုကextra income လေးပေါ့နော်အချိန်အများကြီးမပေးရဘူးကို့မှာရှိတဲ့ဖုန်းလေးနဲ့ extra income လေးရချင်တယ်ဆိုရင်တော့ဒါလေး try ကြည့်လို့ရပါတယ်လောက်ရတဲ့ test ပုံစံကတော့ကျွန်တော်ပြောခဲ့သလိုကိုဖုန်းမှာပဲ screen record လုပ်ထားပြီးရင်သူတို့ပြောထားတဲ့ step တိုင်းလိုက်လုပ်ပေါ့နော်ဥပမာ Facebook ထဲဝင် story ထဲဝင်ဒီပုံတစ်ပုံတင်ကြည့်ပြီးတဲ့ခါကျရင်ဘာ caption လေးရေးကြည့်သူတို့ဘာသရှင်းလေးသုံးကြည့်အဲ့မှာ error ရှိလားမရှိဘူးလားအဲ့လေးကို record လုပ်ထားပြီးတော့ report ပြန်တင်ပေးဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမေးချင်တာရှိရင်ကျွန်တော် comment ထဲမှာရေးခဲ့လို့ရပါတယ်ကျွန်တော်တက်နိုင်တဲ့လောက်တော့အကောင်းဆုံးဖြေပေးဖို့ကျွန်တော်ကြိုးစားပါမယ်နောက်တဲ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်